စားနေပါတယ်တို့တွေဆုံးရက်တွေ့လို့ရင်ခုန်နေနေဝင်ချိန်မှာအိုချင်ကကလေးတွေချုံငိမ့်စွာတည်ချင်လို့လာပါပါတယ်အသေးပွက်ပန်းတွေရင်ကတော့မယ်နုနုကိုပွဲတွေ့ပြီးချင်တဲ့တွေ့လို့ပြောတယ်ဝါချပွဲကိုလက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆုံးရက်တွေ့လို့ရင်ခုန်နေကလေးတွေစိုးပြေစိုးဘူးဝင်လို့လာပါပါတယ်အတီးပွင့်မနေချိန်ကတော့မေနုနုကိုခွေတို့လာခေါ်မေတွေ့တော့ပြောတယ်ဝါချပွဲကိုလက်တဖို့ကြိုးစားနေပါတယ်တို့တွေဆုံးရက်တွေ့လို့ရှင်ခုန်နေနေဝင်ချိန်အိမ်မှာအိုချင်းကလေးတွေချုံမိန်တော့တေးချူလို့လာပါပါတယ်အသေးပွင့်ပန်းတွေရင်ကတော့မယ်နုကိုခွေတွေ့ပြီးထင်နဲ့တွေ့လို့ပြောတယ်ဝါချပွဲကိုလက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆုံးရက်တွေ့လို့ရှိခုန်နေကလေးတွေချုံမိန်စွန်တေးကျူလို့လာပါပါတယ်အတီးပွင့်ပန်းတွေရင်ကတော့မေနုနုကိုပဲတွေ့ပြီးတင်းနေတွေ့လို့ပြောတယ်ဝါချပွဲကိုလက်တဖို့ကြိုးစားနေပါတယ်တို့တွေဆုံးရက်တွေ့လို့ရှိခုန်နေနေဝင်ချိန်မှာအိုချင်ကလေးတွေချုံမိန်စွန်တေးကျူလို့လာပါပါတယ်အသေးပွင့်ပန်းတွေရင်ကတော့မယ်နုနုကိုခွေတွေ့ပြီးချင်တဲ့တွေ့လို့ပြောတယ်ဝါချပွဲကိုလက်ထပ်ဖို့ကြိုးစားနေပါတယ်တို့တွေဆုံးရက်တွေ့လို့ရင်ခုန်နေတို့တွေဆုံးရက်တွေ့လို့ရင်ခုန်နေ